မြန်မာပေါက်ကြီးနဲ့ကစားနည်းကိုပြပြပေးသွားပါမယ်။စိတ်ဝင်စားလို့ဘောလုံးကောက်ဖွင့်မယ်ဆိုရင်စီနီယာအာကာရဲ့ Viber Telegram နံပါတ်3994893938ကိုယခုပဲဆက်သွယ်လိုက်ပါရှင်။ဘယ်ဘဲချမ်းပန်ထဲမှာမြန်မာဆိုတာကိုနှိပ်လိုက်ပါ။ညဘက်မှာမြန်မာကြီးနဲ့ပွဲစဉ်တွေပေါ်လာပါလိမ့်မယ်။အစိမ်းရောင်လိုင်းတွေကမြန်မာပေါက်ကြီးနဲ့ပွဲစဉ်တွေဖြစ်ပါတယ်။မြင်သာအောင်လို့ဝိုင်းပြထားပါတယ်။အစိမ်းရောင်လိုင်းရဲ့အောက်ဘက်မှာရှိတဲ့ပေါက်ကြီးတွေကတော့မလေးကြီးဟောင်ကောင်ကြီးတွေဖြစ်ပါတယ်။ချက်စီးသင်းကိုအတူတူလောင်းကြည့်ရအောင်ပါ။အနီရောင်ဆန်နဲ့ရေးထားတဲ့ချက်စီးသင်းကတော့ကြီးကျော်သင်းအပေါ်သင်းဖြစ်ပါတယ်။ FD HDB Handicap ဆိုတာကမိနစ်90ပွဲချိန်ပြည့်ဘော်ဒီကစားနည်းကိုဆိုတာပါချက်စီးကိုလောင်းကြည့်ရင်သူနဲ့တလိုင်းထဲမှာရှိတဲ့ 0.95 off ကိုနှိပ်လိုက်ပါဘယ်ဘဲချမ်းပန်ထဲမှာဒီလိုပေါ်လာပါလိမ့်မယ်ချက်စီးကို3ညနှုတ်84နဲ့ရွေးချယ်ထားပါတယ်ချက်စီးဂိုးမရှိရင်တော့84ပြားရှုံးမှာဖြစ်ပါတယ် state ဆိုတဲ့နေရာမှာကိုလောင်းချင်တဲ့ unit ပမာဏကိုထည့်ရပါမယ်။အနည်းဆုံး1 unit ကနေစလောင်းလို့ရပါတယ်။ process ဘက်ကိုနှိပ်ပါ။ OK ကိုနှိပ်ပေးပါ။ accept ပေါ်လာရင် OK ထပ်နှိပ်ပါ။ဘယ်ဘက်မှာလောင်းထားတဲ့ slip ကိုတွေ့ရမှာပါ။အောက်က Brighton နဲ့ Newcastle ပွဲကို9ဘော်9အောင်လောင်းကြည့်ပါမယ်။9ဘော်လောင်းကြည့်ရင်တော့ကိုကောင်းပေါက်ကြီးနဲ့ဒဒန်းထဲမှာရှိတဲ့ 0.95 ကိုနှိပ်ပါ3ပေါင်62ကြီးနဲ့9ဘော်ကိုရွေးထားပါတယ်အနီအောင်စာတန်းနဲ့ over လို့ပြထားပါလိမ့်မယ်ပြီးရင်ခုနလိုပဲကိုလောင်းချင်တဲ့ပမာဏကိုထည့်ပါ process ဘက်ကိုနှိပ်ပါ confine ဘက်ပေါ်ရင် okay နှိပ်ပါ upset ပေါ်ရင် okay ထပ်နှိပ်ပါဘယ်ဘက်ချမ်းမှာ upset လို့ပေါ်ရင်လောင်းလို့ပြီးပါပြီ။ဘန်လီနဲ့ Leeds United အသင်းကိုဂိုးအောက်ကိုရွေးချယ်ထားပါတယ်။ United ထဲမှာရှိတဲ့ off 0.95 ကိုနှိပ်ပါ။ဂိုးအောက်ရွေးထားရင်အပြာရောင်စာတန်းနဲ့ slip မှာပေါ်ပါတယ်။နှစ်ဂိုးသွင်းရင်33ပြားရပါမယ်။သုံးဂိုးသွင်းရင်တော့အပြည့်ရှုံးပါမယ်။စတိတ်မှာကိုလောင်းချင်တဲ့ပမာဏကိုထည့်လောင်းပါအပေါ်မှာလောင်းပြထားသလိုပါပဲ process ဘက်ကိုနှိပ်ပါ confine ဘက်ပေါ်လာရင် okay နှိပ်ပါ upset ပေါ်လာရင် okay ထပ်နှိပ်ပါဘယ်ဘက်ချမ်းမှာ upset လို့ပေါ်ရင်လောင်းလို့ပြီးပါပြီစိတ်ဝင်စားလို့ဘောလုံးကောက်ဖွင့်မယ်ဆိုရင်စီနီယာအာကာရဲ့ Viber Telegram နံပါတ်3994893938ကိုယခုပဲဆက်သွယ်လိုက်ပါရှင်